ဒီနှစ်ပိုင်းမှာရန်ကုန်နာမည်ကြီးနေတဲ့အင်တာနက်ပေါ်က Italian Breru လို့ခေါ်တဲ့ memes ကိုလူတော်များသိကြမှာထင်ပါတယ်။ဒီနေ့ဒီဗီဒီယိုထဲမှာတော့ဒီ Italian Breru Animal Memes တွေကဒီထုံစာဟုရာရဲ့ဒီ horror site နဲ့ပတ်သက်ပြီးပြောပြသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။ Keyword Entertainment ကနေတင်နေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကစာမကြီးပါ။ကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တော်တော်များများကဒီ Italian Breru အကြောင်းပြောပြပါ။ပြီးတော့ဒီထုံစာဟုရာအကြောင်းပြောပြပါဆိုတော့လာမှတ်ထားတာတွေတွေ့လို့ကျွန်တော်ဒီဗီဒီယိုကိုလုပ်လိုက်ရဖြစ်ပါတယ်။ဒီနေ့ဒီဗီဒီယိုထဲမှာတော့ဒီ internet ပေါ်မှာရန်ကုန်နာမည်ကြီးနေတဲ့ဒီ Italian Breru ဆိုတဲ့ memes အကြောင်းနဲ့ဒီ Italian Breru animal တွေကတကောင်ဖြစ်တဲ့ဒီထုံစာဟုရာရဲ့ horror site နဲ့ပတ်သက်ပြီးကျွန်တော်ဒီတော့ကိုပြောပြသွားမယ်ဗီဒီယိုလေးမစခင်မှာတော့ထုံးစံတိုင်းပဲကျွန်တော် Keyword Entertainment YouTube channel လေးကို subscribe မလုပ်သေးဆိုရင် subscribe လုပ်ပေးကြပါဒီနေ့လူတွေပဲခေါင်းလုံးတွေပဲနှိပ်ပေးကြပါပြီးတော့ထုံးစံတိုင်းပဲတင်နေတဲ့ဒီဗီဒီယိုလေးကို YouTube ကြည့်နေဆိုရှင်တော့ VPN လေးခံပြီးတော့ကြည့်ပေးခြင်းဖြင့်ကူညီပေးကြဖို့လဲရန်ကိုကြောက်စရာကောင်းတဲ့တရားဝါတွေအများကြီးရှိပါတယ်အထူးသဖြင့်တော့ညဘက်မှာစာရှာထွက်တဲ့ဇီကွက်တွေဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Keyword Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကစာမန်ကြီးပါကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တော်တော်များများကအထူးသဖြင့်တော့ကျွန်တော်ရှေ့ရတင်ခဲ့တဲ့ဒီ99 in the forest ဆိုတဲ့ဒီ Roblox game တွေကအဓိက main character ဖြစ်တဲ့ဒီ Dear Monster 1D9 ရဲ့ background story line အကြောင်းပြောပြထားတဲ့ဗီဒီယိုမှာပေါ့နော်အဲ့ဗီဒီယိုရဲ့ comment အောက်မှာတော်တော်များများကဒီ game ထဲမှာပါဝင်တဲ့ဒီအောင် monster အကြောင်းကိုလည်းပြောပြပါဒီဇီကွက်အကြောင်းကိုပြောပြပါဆိုတော့လာမှတ်ထားတဲ့comment တွေအများများတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဘက်ကိုလွတ်လိုက်ခြင်းဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုထဲမှာတော့ဒီအောင် monster နဲ့ပတ်သက်ပြီးကျွန်တော်ဒီတော့ကိုပြောပြသွားမယ်ဗီဒီယိုလေးမစခင်မှာတော့ထုံးစံတိုင်းပဲကျွန်တော် Keyword Entertainment YouTube channel လေးကို subscribe မလုပ်သေးရင် subscribe လုပ်ပေးကြပါဒီနေ့လူတွေပဲခေါင်းလုံးတွေလည်းနှိပ်ပေးကြပါပြီးတော့ထုံးစံတိုင်းပဲတင်နေတဲ့ဒီဗီဒီယိုလေးကို YouTube ကြည့်နေဆိုရှင်တော့ VPN နဲ့ခံပြီးတော့ကြည့်ပေးခြင်းဖြင့်ကူညီပေးကြဖို့လည်းပြောဆိုချင်ပါတယ်Послушайте волю, тропинки в лес густой. Тишины послушайте 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 волю, тропинки в лес густой. Поболтать с березкой вдоволь про него и про любовь. Матушка земля белая. Chico, foco, talvez você tá ocupado. Uma no Chico.